အလုံး9ရက်လေးမှာဘာလို့လုပ်မလဲဆိုတော့ကျမကတော့ဒီလိုကန်ဆယ်မဲဘူးလေးအများကြီးဝယ်လာပါတယ်သူကတော့ဘူးကြီးလေးနဲ့ဘူးသေးလေးရှိရပေါ့နော်ဘူးသေးလေးကတော့250ပေးရတယ်ဘူးကြီးလေးကတော့900ပေါ့နော်အဲ့ဒါလေးဝယ်လာတယ်ပထမဗီဒီယိုတော့ကလေအတန်ကပါမလာခဲ့တော့ကျမနောက်ထပ်အတန်ထပ်သွင်းရတယ်ရှင်ဒါကကျတော့ဘူးသေးလို့ကျမဖောက်လိုက်တယ်အယုတ်လေးပြီးတော့နောက်တစ်ခုကလည်းကြတော့လေဘူးသေးလေးပဲအယုတ်ပဲနောက်ထပ်ဘူးအကြီးလေးကကြတော့ဆွဲခြင်းလေးကျမယောက်ျားယူပြီးဈေးသွားလို့ရှိရင်အဲ့ဆွဲခြင်းနဲ့သွားဖို့မဲကကြိုးပြီးတော့ပောက်ပေးထားတာနောက်တစ်ခုကကြတော့လေဘူးသေးလေးပဲအဲ့လိုချင်းလေးတွေတော့အယုတ်တွေအများကြီးပဲနောက်ထပ်ကကြတော့ဗာလေးပောက်မယ်ဆိုတော့ဒါလေးကကြတော့လေဘူးအကြီးလေးပဲကျမစိတ်မရှိဘူးဆွဲပြဲပလိုက်တယ်ပြီးတော့အဲ့ဒါလေးကကြတော့ငငယ်တော့စားခဲ့ဘူးလေရှာပေါ်တင်လိုက်ရင်လေပူရှိန်နဲ့အဲ့ဒီဟာလေးနောက်တစ်ခုကကြတော့လေဘူးကြီးလေးပဲကျမတစ်ခုပြီးတစ်ခုထပ်ပေါက်ပါတယ်။အဲ့ဒါလေးကတော့ကောင်းစီကျိုးလေးနောက်ထပ်ဘူးတွေလည်းအများကြီးရှိသေးတယ်။ဒါလည်းကျတော့ဘူးသေးလေးပဲ။အယုတ်တွေအရန်ပေါက်တယ်တော့အယုတ်တွေအများကြီးပဲ။နောက်ထပ်တစ်ခုဒါကကျတော့ဘူးကြီးလေး။လက်ပတ်ကျိုးလေးဒါလေးကတော့900နဲ့ကတော့တန်သွားပြီ။နောက်ထပ်ကကျတော့ဘူးကြီးလေးပဲ။အဲ့ဒါလေးကတော့အယုတ်ဆက်တဲ့ဟာလေးပြီးကြမှာပဲအယုတ်ပြန်ဆက်ကြည့်တော့မယ်။ပြထားလိုက်မယ်ဒါနောက်တစ်ခုဘူးတွေကတော့အများကြီးကြံသေးရဲ့ဖောက်ပေါ်ကကျတော့ဘူးသေးလေးအယုတ်တွေတော့အဲ့လိုကော်ယုတ်လေးတွေအများကြီးပဲကျမထဲမှာပေါက်တဲ့ဟာနောက်ထပ်တစ်ခုအယုတ်ကများတယ်ဒါဆို4-5ခုလောက်ရှိသွားပြီနောက်ထပ်အယုတ်တစ်ခုအယုတ်တွေပဲပေါက်နေကျမအဲ့လိုမျိုးဆိုစိတ်ကတိတ်မရှိတော့နောက်ထပ်ကလည်းအယုတ်ဒါမဲ့သူကကော်ယုတ်တော့မဟုတ်ပြောစီနဲ့အဲ့လိုမျိုးဆွဲလိုက်လို့ရှိရင်ပြောစီနဲ့အဲ့လိုမျိုးလေးကဲကျမနောက်ထပ်ထပ်ပေါက်လိုက်တယ်ဘာလို့လဲဆိုစမ်းကြည့်လိုက်သေးရဲ့ကျမကဲနောက်ထပ်တစ်ခုနှစ်ခုတောင်တော့အဲ့ဒီဟာနောက်ထပ်တစ်ခုအကြီးပဲထပ်ပေါက်လိုက်တော့မယ်ဆိုပြီးတော့ကျမအကြီးနောက်တစ်ခုထပ်ပေါက်လိုက်ပါတယ်အဲ့ဒါလေးကတော့ခေါင်းစီကျိုးလေးပြီးတော့ကျမအကောင်လုံးကိုဖောက်လဲပြီးတော့ကျမမှာရှိရဲ့ဟာတွေကမဲပေါက်တဲ့ဟာတွေအကောင်လုံးကတော့ကော်ရုပ်တွေကော်ချင်းတွေအဲ့လိုမျိုးလေးတွေအများကြီးပဲဆွဲကျိုးလေးတွေလက်ပတ်ကျိုးလေးတွေခေါင်းစီကျိုးလေးတွေလည်းပါတော့ပါတယ်ဘိုင်